ကြော်စေးသုံးရင်ဆန်သားကဘယ်လိုဖြစ်သွားပြီးတော့ပေါင်းစေးသုံးရင်ဆန်သားကဘယ်လိုဖြစ်လာမှာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်မပြပြပေးချင်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကောင်းချော်ပြီးတဲ့အခါမှာ normal ဆန်သားတွေကတော့ပျက်စီးရဲ့ဆန်သားမဟုတ်ဘူး။သူကဖြောင်းလာကောက်တာတွေလည်းအချိန်ချင်းပြုတ်လုပ်ထားတဲ့ဆန်သားမျိုးမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့လျှော်လိုက်တဲ့အခါမှာအကြီးခွန်လေးပွင့်သွားတာကိုကျွန်တော်တို့ကဒီကြော်စေးလေးတုပ်ပြီးတော့ကျွတ်လေးပြန်ပိတ်ပေးလိုက်တယ်။ဒါမှဆန်သားအဆူတက်တွေလည်းချင်းပြီးတယ်ပေါ့နော်။ဒီကြော်စေးကတော့သူ့ရဲ့အာနိသင်ကတော့ကျွန်တော်တို့ဆန်သားတွေကိုရည်တက်ဖြစ်ပြီးတဲ့ပုံစံမျိုးပဲလုပ်ပေးပါတယ်။ဒီအပေါ်ရန်အလွှာလေးကိုပြန်ပိတ်ပေးတဲ့အလုပ်ကိုပဲလုပ်ပေးတာမျိုးဖြစ်ပါတယ်။သူကတော့ဆန်သားတွေကိုပြန်လဲကောင်းမွန်ပေးအောင်လုပ်ပေးတဲ့အရာမျိုးမဟုတ်ဘူးပေါ့။မလို့ပျော့စေးကိုကျမတို့ normal ဆန်သားတွေပဲပေါ့နော်။ပျော့ချင်တဲ့အချိန်မျိုးရှင်းရလွယ်ရတဲ့အချိန်မျိုးမှာပဲသုံးပေးရမှာပဲဖြစ်ပါတယ်။ဒီပေါင်းစေးကိုတော့ဘယ်လိုပုံစံမျိုးသုံးပြရလဲဘယ်လိုဆန်သားတွေအသုံးပြရလဲဆိုရင်ကျမတို့ပျက်စီးနေတဲ့ဆန်သားတွေ chemical ဖြောင်းတာကောက်တာတွေအချိန်ချင်းပြုတ်လုပ်တဲ့ဆန်သားတွေမျိုးဆိုရင်တော့ကျမတို့သပင်တွေကပျက်စီးနေပေါ့နော်ဒီလိုပျက်စီးနေတဲ့ဆန်သားတွေပျက်စီးတာဘယ်လိုမျိုးပျက်စီးသွားရလဲဆိုဆန်သားမှာဆိုကျမတို့အလွှာ၃လွှာရှိတယ်ဒီအလွှာ၃လွှာတွေကမှာကျမတို့အတွင်းဆုံးအလွှာတွေပျက်စီးသွားတာပါအတွင်းဆုံးလွှာတွေမှာ chemical ဖြောင်းစေးကောက်စေးစိုးစေးတွေဝင်ရောက်ပြီးတော့ဒီအတွင်းဆုံးလွှာပျက်စီးသွားတာကိုကျမတို့အတွင်းဆုံးအလွှာတွေကိုပြန်ပြီးတော့အားဖြစ်ပေးတာကတော့ပေါင်းစေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပျက်စီးနေတဲ့ဆန်သားတွေ chemical ဖြစ်နေတဲ့ဆန်သားတွေဆိုရင်တော့ကျမတို့ပေါင်းစေးပြန်သုံးပြီးမှသာဆန်သားတွေကပြန်လဲကောင်းမွန်လာမှာပဲဖြစ်ပါတယ်ပျော့စေးကိုဘယ်လိုအသုံးပြုရလဲဆိုရင်တော့ကျမတို့ခေါင်းချော်ပြီးတဲ့အခါမှာပျော့စေးကိုတုပ်လိမ့်လိုက်ပြီးတော့ခဏပဲထားမယ်ပေါ့နော်ခဏလေး1မိနစ်လောက်ပဲထားပြီးတော့ကျမတို့ခေါင်းပြန်လျှော်လို့ရပါတယ်ပေါင်းစေးကတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျမတို့ခေါင်းလျှော်ပြီးတဲ့အခါမှာပေါင်းစေးကိုကြာထားမယ်ပေါ့နော်အချိန်ရရင်ရတယ်လို့5မိနစ်10မိနစ်15မိနစ်ထိထားမယ်ဆိုရင်ပို့ပြီးတော့အာနိသင်ရမှာပဲဖြစ်ပါတယ်စီရောပေါင်းစေးကိုနှစ်ခုလုံးသုံးဖို့လိုလားဆိုရင်တော့ကျမတို့normal ဆန်သားဆိုရင်တော့ပျော်စေးတစ်ပြိုးတည်းကိုဒါသုံးပြရမှာဖြစ်ပြီးတော့ပျက်စီးနေတဲ့ဆန်သားတွေဆိုရင်တော့ကျမတို့ပေါင်းစေးတစ်ပြိုးတည်းကိုပဲသုံးပြရမှာပဲဖြစ်ပါတယ်။ဒီနေ့ပတ်သက်ပြီးတော့ဒီထက်သိချင်တဲ့အကြောင်းအရာတွေရှိရဆိုရင်ကျမရဲ့ TikTok မှတ်မှာမှတ်ခဲ့ပြီးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။